တော့ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာအထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးဘုံပြောရမယ်ဟုတ်လားကံကောင်းအောင်အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောမလို့နှစ်နီးပြောမယ်အဲ့ဒီနှစ်နီးရပါတော့ဆိုတော့ဗုဒ္ဓနုတ္တိနဲ့မေတ္တာတရားဗုဒ္ဓနုတ္တိဆိုတာကမြတ်စွာဘုရားရဲ့ဂုဏ်အည်အသွေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောရဟနော်ဝိဇာစရဏသမ္မနောသူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတရတိတတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ဤစုံတော်မူထားတဲ့ဂုဏ်အည်အသွေးကြီး၉မျိုးပေါ့နော်အဲ့ဒီတည်းကနံပါတ်1ဂုဏ်အည်အသွေးရပါတော့အရဟံအဲ့ဒီအရဟံဂုဏ်တကုံလောက်ကိုကျွမ်းကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုတ္တိပွားနေတာကံကောင်းအောင်အကောင်းဆုံးလုပ်နေအရဟံဂုဏ်ဆိုတာပါတော့အရဟံဂုဏ်ဆိုတာမြတ်စွာဘုရားရဲ့တန်တမှာပူပန်စေတဲ့ဆင်းရဲစေတဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေအထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်ရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမောမှုဘလောက်လူချင်းစရာကောင်းတဲ့နဲ့တွေ့လို့မှလူချင်းတယ်ဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတဲ့နဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရွှတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တရားမြတ်စွာဘုရားစိတ်နှလုံးပဂတိအေးချမ်းတော်မူတယ်ငြိမ်းအေးတော်မူတယ်အဲ့ဒါလေးကိုဘုံဘုံတို့ကကြိမ်မှန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်အရဟံဂုံရဲ့အဓိပ္ပာယ်က၅မျိုးတောင်ရှိတယ်စိတ်ကိုယ်ရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအဓိပ္ပာယ်ရတယ်ဘတုမရှိသောဂုံကျေးဇူးတွေရှိတဲ့အတွက်ကြောင့်တတ္တဝအားလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်အရဟံဂုံအဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့108ခေါက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အဓိပ္ပာယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလည်းပါအောင်လို့နော်ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒုအာရအကြောင်းတရားတွေကိုကောင်း